ကုံ30မန္တန်တော်ကြီးကိုရွှေဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်သတိပရိယန္တံဗုဒ္ဓံတရဏံကိစ္ဆာမိသတိပရိယန္တံဓမ္မံတရဏံကိစ္ဆာမိသတိပရိယန္တံသံဃံတရဏံကိစ္ဆာမိဘောဂပရိယန္တံဗုဒ္ဓံတရဏံကိစ္ဆာမိဘောဂပရိယန္တံဓမ္မံတရဏံကိစ္ဆာမိဘောဂပရိယန္တံသံဃံတရဏံကိစ္ဆာမိဇီဝိတံပရိယန္တံဗုဒ္ဓံတရဏံကိစ္ဆာမိဇီဝိတံပရိယန္တံဓမ္မံတရဏံကိစ္ဆာမိဇီဝိတံပရိယန္တံသံဃံတရဏံကိစ္ဆာမိရှာဝဇီဝံဗုဒ္ဓံတရဏံကိစ္ဆာမိရှာဝဇီဝံဓမ္မံတရဏံကိစ္ဆာမိရှာဝဇီဝံသံဃံတရဏံကိစ္ဆာ